ဘာလေတုအပြင်ဘက်အာကာသစနာအထိပြန်တက်ပြီးတော့ရန်တုနယ်မြေထဲကရှိုးဝက်ချက်တီကိုခိုးယူခဲ့တဲ့လေရင်တစင်ရှိခဲ့ပူပါတယ်။ဒါဟာလေချောင်းပြန်တက်မှုတမိုင်းမှာအန်တဲ့အကြီးဆုံးစစ်စင်ရေးတွေထဲကတစ်ခုဖြစ်ခဲ့ပြီးအဲ့ဒီလေရင်ကတော့ YouTube ပါပဲ။ကဲစဉ်းစားကြည့်အောင်ပေးခုနှစ်ပေါင်းအမြင့်အာကာသစနာလေးမှာပေါ့လေရင်မှုတယောက်ထဲလုံးဝအထီးချံပြန်နေရတာ။အပြင်ဘက်ကဆိုအေးခင်းနေတာပဲလီတို့ကလေးတအားပါတော့အာဂါဒဝတ်စုံသားမှာပါရင်လူခန္ဓာကိုယ်တွေကသွေးတွေကစုပွက်လာနေတဲ့အခြေအနေမျိုးဆိုတော့ဒီလိုနေရာမှာတာဝန်ထမ်းဆောင်ရလဲဆိုတာကတေမင်းနဲ့မနာချင်းဆိုင်အလိုလုံးနေရကြလို့ပါပဲဒီလိုအမြင့်မှာလေရင်မှုတဲ့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့ coffin corner လို့ခေါ်တဲ့အခြေအနေပါပဲဆိုလိုတာကလေရင်ကိုနည်းနည်းလေးပုံညာအောင်မောင်းလိုက်ရင်လေရင်အတောင်ပန်းတွေကျိုးထွက်သွားနိုင်တယ်နည်းနည်းလေးနှေးသွားပြန်ရင်လည်းအရှိန်သေးပြီးကဘာမြေပေါ်ကိုထိုးကျသွားနိုင်တယ်ဒီ10နှစ်လောက်ပဲကွာတဲ့အတက်နဲ့တည်ချင်းကြားကစီပေါင်းပေါင်းလေးပေါ်မှာလေရင်ကိုထိန်းချုပ်ပြီးပြန်တန်းနေရတာပါဒီလောက်တော့အနေရများတဲ့လေတွေကိုဘာဖြစ်လို့များတီထွင်ခဲ့ရတာလဲအဲ့ဒီအကြောင်းရင်းကိုသိဖို့ဆိုရင်တော့ကျွန်တော်တို့စစ်အေးတိုက်ပွဲကာလကိုပြန်သွားကြည့်ရပါမယ်အဲ့ဒီတော့က American ပြည်ထောင်စုဟာကြီးမားတဲ့ပြည်ထနာတစ်ခုနဲ့ရင်ဆိုင်နေရတာပါအဲ့ဒါကတော့တန်ကလန့်ကနောက်ွယ်က Soviet Union ဘာတွေလုံနေလဲဆိုတာကိုဘယ်လိုမှမသိနိုင်တာပါပဲအဲ့ခေတ်ကအကြီးမားဆုံးစိုးရိမ်မှုကဘာလဲဆိုတော့ nuclear စစ်ပွဲပဲဆိုဗီယက်တီကအမေရိကန်ထက်ဘုံကျဲလီယန်တွေအများကြီးပိုများနေပြီလားဆိုတော့ဘုံကျဲလီယန်ကွာဟာချက်ဆိုတာကြီးကသမရအိုက်ဆန်ဟောင်ဝါအထက်တော့တကယ့်ကိုခေါင်းခဲစရာဖြစ်နေကြတာဒါပေမဲ့အခက်ခဲကဆိုဗီယက်လေပိုင်တဲ့ထက်ကိုဝင်ဖို့ကလုံးဝမဖြစ်နိုင်တယ်လို့ပဲဘာလို့လဲဆိုတော့သူတို့ရဲ့လေကြောင်းရန်ကောက်ွယ်ရေးစနစ်တွေကတိတ်ကိုကောင်းနေလို့ပဲဒီလိုမြက်ဖြစ်နိုင်ဘူးလို့ထင်ရတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်တနာရီလိုထိနေတဲ့လျှို့ဖွဲ့အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့အပေါ်ထွက်လာပါတယ် Lockheed Company ရဲ့အထူးစီမံကိန်းဌာနဖြစ်တဲ့ Scott Works ပါပဲခင်ဗျာအဲ့ဒီ Scanworks ရဲ့ခေါင်းဆောင် Kelly Johnson ကအရန်ကိုထူးခြားတဲ့အကြံတစ်ခုကိုတင်ပြခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ jet engine ထပ်ထားတဲ့လေဟုန်စီးလင်းတစ်စင်းတိစော့ဖို့ပါပဲ။ဒီအကြံကို American လေတပ်ကတော့လက်မခံခဲ့ဘူး။ဒါပေမဲ့ CIA ကတော့သဘောကျသွားပြီးဒီစီမံကိန်းကိုလျှို့ဝှက်စွာပဲအကောင့်ထဲပေါ်ခဲ့ပါတယ်။ရလက်ကတော့ဒီမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ။ငကားမင်းသမီးလို့တင်စားခေါ်ကြတဲ့ YouTube လီရင်ဟာလေဟုန်စီးလီရင်လို့တောင်မှအရှိကြီးလေကိုအလေးချိန်ကိုအစွမ်းကုန်ရှော့ချထားတဲ့စပီလိုပြီးတလုံးနဲ့ပါတဲ့စင်းသက်ကီယာတွေနဲ့တိစောက်ထားပါတယ်။အဆန်းဆုံးကတော့ပြန်တက်တဲ့အချိန်မှာတောင်ပန်းတွေကိုထောက်ထားပေးတဲ့တောက်တိုင်လေးတွေကအလိုလိုကြံခဲ့တာပါပဲ။ဒီလိုထူးထူးဆန်းဆန်းတွေလုပ်ရတဲ့အကြောင်းရင်းကတော့ဆိုဗီယက်ရေဒါတွေဒုံးကျည်တွေမမီနိုင်တဲ့အမြင့်ကိုရောက်ရှိဖို့တခုတည်းပါပဲ။ကဲလေရင်လဲတီစုပ်ပြီးပြီဆိုတော့သမိုင်းကိုပြောင်းလဲပေမဲ့စစ်စင်ကြီးတွေစကြင်မှာတော့တဲ့ကောင်းကင်ဘော်ကဒီတူလီယိုဟာဘလို့အမေတရားတွေကိုဖော်ထုတ်နိုင်ခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်ပါပထမဆုံးစစ်စင်ရဲ့အတွက်ရွေးချယ်ခဲ့တဲ့နေ့ကအရန်ကိုထူးခြားပါတယ်အမေရိကန်ရဲ့လွတ်လပ်ယူနီဖြစ်တဲ့ဇူလိုင်လ4ရက်နေ့ကိုတမင်တကာရွေးခဲ့တာပါဒါဟာဆိုဗီယက်ယူနီယံရဲ့အတဲနှလုံးကိုတဲတဲထိုးဖောက်ဝင်ရောက်ပြီးသူတို့ရဲ့ကာကွယ်ရေးစနစ်ကိုစိန်ခေါ်လိုက်တာနဲ့အတူတူပါပဲတကယ်ကိုရဲတဲ့နဲ့လို့ရတစ်ခုလို့ဆိုရမှာပါ YouTube ကရိုက်ယူလာတဲ့တပ်ပုံတွေကတော့အားလုံးကိုအံ့အားသင့်သွားစေခဲ့တယ်ဘာလို့လဲဆိုတော့ American ဒီစိုးရိမ်နေတယ်လို့ Soviet တင်မှာဘုံကျဲလီရင်အုပ်ကြီးလုံးဝမရှိပါဘူးတကယ်တမ်းမှာသူတို့ဟာတင့်ကားတွေထက်လေထွန်စက်တီကိုပို့ပြီးထုတ်လုပ်နေခဲ့တာပါဒီတည်င်းအချက်လက်တစ်ခုတည်းနဲ့တင် American ဟာမလိုအပ်တဲ့လက်နက်အင်အားပြိုင်ဆိုင်မှုကြီးကိုရှောင်လွှဲနိုင်ခဲ့ပြီးဖြစ်လာနိုင်ခြေရှိတဲ့စစ်ပွဲကြီးတစ်ခုကိုလည်းတားဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ YouTube ရဲ့ဘယ်သူမှမနိုင်ဘူးဆိုတဲ့ဂုဏ်သတင်းကတော့ကြားရှိမခံခဲ့ပါဘူးသူရဲ့ဇလန်းမှာအားလုံးကိုဖြောင်းပြန်လမ်းပစ်မဲ့အဖြစ်ပြက်ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်1960ခုနှစ်မေလ10ရက်နေ့မှာတော့ Francis Gary Powers မောင်းနေတဲ့ YouTube တစင်းကိုဆိုဗီယက်တီကမြေပြင်ကနေဝေဟင်ကိုပစ်တဲ့ဒုံးကျည်နဲ့ပစ်ချနိုင်ခဲ့ပါတယ်။ American ကတော့ဒါကောင် NASA ရဲ့မိုးလေဝသလီယံပြောင်းဆုံးမှုဆိုပြီးဇလန်းတစ်ခုဆင်လိုက်တယ်။ဒါပေမဲ့သူတို့မတိလိုက်တဲ့ချက်ထားတော့လီယံမူ Powers ဟာအရှင်လက်လက်ဖမ်းမိသွားခဲ့တယ်ဆိုတာပါပဲ။ရဲ့အနေနဲ့ကြတော့ဆိုဗီယက်ခေါင်းဆောင် Khrushchev ကလေရင်မိုး powers ကိုကမ္ဘာမီဒီယာတွေရှေ့မှာထုတ်ပြလိုက်တဲ့အချိန်မှာတော့ American ရဲ့လိန်လေဇလန်ဟောတစ်ဆက်စီပြီးစီးသွားပါတော့တယ်။ဒီဖြစ်အကြောင်းနိုင်ငံတကာတနမန်ကြီးရမှာအကြီးကျယ်အရှက်ရခဲ့ရုံကြီးမကပဲနိုင်ငံထိပ်သီးဆွေးနွေးပွဲကိုပါပြတ်ပြားသွားစေခဲ့ပါတယ်။ဒီဖြစ်အပြီးမှာတော့ YouTube ရဲ့ဇလန်ကဒီမှာပဲပြီးသွားပြီလို့လူတိုင်းကထင်ခဲ့ကြတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူ့ရဲ့အရေးအပါဆုံးအခန်းကဏ္ဍကအခုမှစတင်ဖို့ရှိနေပါသေးတယ်။ဆိုဗီယက်မှာပစ်ချခံရပြီးနှစ်နှစ်ကြာမှပဲနောက်ထပ် YouTube တစင်ဟာကျူဘာနာနင်ထဲမှာတက်ဆင်ထားတဲ့ဆိုဗီယက်နျူကလ িয়ার ဒုံးကျည်ရေးကိုတပ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။အဲဒီတပ်ပုံတွေကြောင့်ပဲ
ကမ္ဘာကြီးတစ်ခုလုံးနျူကလ িয়ার စစ်ပွဲကြီးဖြစ်လူနီးပါးအထိဖြစ်သွားခဲ့တဲ့ကျူဘာတုံးကြီးအရေးခင်းကြီးပေါ်ပေါက်လာခဲ့တာပါဟုတ်ပါတယ် YouTube ဟာနောက်တစ်ကြိမ်သမိုင်းကိုပြောင်းလဲစေခဲ့ပြန်ပါပြီ အန်ဩစရာကောင်းလာက YouTube ဟာဒီနေ့အထိတာဝန်ထမ်းဆောင်နေတုန်းပါပဲဗီယက်နမ်စစ်ပွဲအီရတ်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေကနေလွန်ခဲ့တဲ့2023ခုနှစ်ကအမေရိကန်လေပိုင်နက်ထဲဝင်လာတဲ့တရုတ်ထောက်လန်ရေးမီးပုံးပြန်ကိုခြေချခံတဲ့အထိသူ့ရဲ့တာဝန်တွေကမပြီးဆုံးသေးပါဘူးသူ့ကိုအစားထုတ်ဖို့ထုတ်လုပ်ခဲ့တဲ့လေယာဉ်တွေတောင်အနားယူထားကြပြီးသူကတော့ပြန်တန်းနေသေးပါပဲ နှစ်ပေါင်း90နီးပါးတမိုင်းရဲ့လူဝက်ချက်ပေါင်းများစွာကိုဖော်ထုတ်ပေးခဲ့တဲ့ဒီစစ်အေးတိုက်ပွဲကြီးရဲ့ဒန္တာကြီးဟာခိမီနီပညာလေးနဲ့အတူဆက်လက်ရှင်သန်နေသေးပါဒါကြောင့်စဉ်းစားစရာမိခွန်းကတော့အနာဂတ်မှာသူကကဘာကြီးရဲ့ဘလို့လူဝက်ချက်တွေကိုနောက်ကကျင်ဖော်ထုတ်ပြဦးမလဲဆိုတာပါပဲ